သမီးလေးအတွက်ကျမကိုယ်တိုင်လက်ဖွဲ့ပေးခဲ့တဲ့ဒီမင်္ဂလာဥအိမ်ကြီးဟာဗီလာကြီးကအခုတော့သမီးလေးကိုပိတ်လှောင်ညှဉ်းပန်းထားတဲ့ငရေကန်တစ်ခုဖြစ်နေလိမ့်မယ်လို့ကျမဘယ်တော့မှမတွေးခဲ့မိဘူးဒါဟာကျမကိုယ်တိုင်လက်မှတ်ထိုးပြီးကျူးလွန်ခဲ့မိတဲ့အမှားတစ်ခုပါပဲဒါကြောင့်ဒီနေ့မှာတော့ဒီအမှားကိုကျမကိုယ်တိုင်ပဲအဆုံးသတ်ချေဖျက်ပစ်တော့မယ်အဲ့ဒီအိမ်ထဲကိုကျမသမီးအခြေအနေကိုဝင်ကြည့်ဖို့ရောက်လာတော့သမီးလေးရဲ့ရောက်ခမဖြစ်သူကကျမရောက်လာတာကိုမြင်တော့ဝစ်ကြေတန်းကြေနဲ့ခမီးခမန့်ဘလို့ဖြစ်လို့ရောက်လာတာလဲလို့နှုတ်ဆက်တယ်ကျမကအေးဆက်ဆက်နဲ့ရှောင်ကျင်ကိုလာကြည့်တာသူပဲမလဲလို့မေးလိုက်တယ်သူကပေါ့ပြက်ပြက်နဲ့ဝရန်ဒါမှာလေအဝတ်စားတွေတင်ခိုင်းထားတယ်လို့ပြောတယ်ကျမဝရန်ဒါကိုအပြေးသွားကြည့်တဲ့အခါအေးဆက်လာတဲ့ကျမ်းပြင်ပေါ်မှာသမီးလေးကဒူးထောက်ပြီးကျန်းတိုက်နေတာကိုတွေ့လိုက်ရလို့သမီးလေးရှောင်ကျင်ထားလိုက်စမ်းကျမ်းပြင်ကအရန်အေးတယ်လို့စိုးရိမ်တကြီးပြောမိတယ်သမီးလေးကတော့ကြောက်ရွံ့နေတဲ့ပုံစံနဲ့မေးသမီးကျမ်းပြင်ကိုအရင်ပြီးအောင်တိုက်ပါရစေဦးလို့တောင်းပန်တယ်ကျမလည်းစိတ်မကောင်းလို့သမီးကိုထားလို့မေမေပြောနေတယ်မလားဆိုပြီးဆွဲထူလိုက်ရတယ်သမီးလေးရဲ့မျက်နှာနဲ့လက်တွေမှာဒဏ်ရာတွေတွေ့လိုက်ရလို့ဒေါသတကြီးနဲ့ဒါဘာလို့လုပ်တာလဲလို့မေးလိုက်တယ်သမီးလေးကကမန်းကရန်ဖုံးကွယ်ပြီးမေဘာမှမဖြစ်ပါဘူးသမီးဘာသာသမီးချော်လဲပြီးထိခိုက်မိတာပါလို့ငိုပြီးဖြေတယ်အဲ့ဒီအချိန်မှာရောက်ခမကြီးကဘေးကနေရွှဲတဲ့နဲ့ငိုပြန်ပြီးဟဲ့တနေ့ကုန်ငိုဖို့ပဲတည်တယ်လက်ပိတ်လိုက်တာခမက်ရဲ့ရှင်သူ့ကိုလာပြီးဗမ်းမလိုက်နဲ့သူကတက်အလိုလိုက်ခံခြင်းလို့နှွဲ့နေတာအလုပ်လေးနည်းနည်းလုပ်ရတာကိုမောလာပြီးပင်ပန်းလာပြီးနဲ့လာကြီးပြနေတာလွန်ခဲ့တဲ့2ရက်ကမိဖို့ကြောင့်မှသူဘာသာသူချော်လဲတာကိုအခုတော့ဒီလိုပုံစံဖြစ်သွားတာလေကျမတို့ကစေးုံသွားပါလို့ပြောတာကိုသူဘာသာသူမသွားတာလို့အဖြစ်ပုံချပါတော့တယ်ကျမစိတ်ကိုထိန်းပြီးသမီးကဘယ်မှာအိတ်တာလဲလို့မေးတော့သူကဘယ်မှာအိတ်ရမှာလဲဒီမှာအိတ်တာပေါ့ကြည့်လေရန်နာဘေးနာကဒီမွေးရပေါ်မှာပေါ့လို့ဂယုမဆိုင်တယ်လို့ညွှန်ပြတယ်အဲ့ဒီမွေးရစုပ်လေးကိုမြင်လိုက်ရတဲ့အချိန်မှာသမီးလေးခမများရင်းနေအောင်ငိုရှာတော့တယ်ကျမလည်းသမီးလေးကိုဖတ်ပြီးမငိုနဲ့တော့သမီးမေရှိတယ်သမီးလေးစုချင်းွာရဲ့သမီးကိုနှိမ့်ဆက်ညှဉ်းပန်းတဲ့သူတွေဘလို့ဖိုးခပေးရမလဲဆိုတာဒီနေ့မေမေကိုယ်တိုင်သမီးကိုပြသပေးမယ်လို့ဂတိပေးလိုက်တယ်ရောက်ခမကြီးကလည်းခါထောက်ပြီးခမက်မေချင်းကဘာသဘောလဲရှောင်ချင်းကကျမတို့ကျိုးမိသားစုရဲ့ချွေးမပဲခမဖြစ်လို့အိမ်မှုကိစ္စခိုင်းတာဘာမှလို့လဲအခုသူရန်နာမှာအိတ်ရတာလဲယာယီပါပဲကျမကကျမ်းမာရေးမကောင်းဘူးခါးတွေခြေထောက်တွေနာနေလို့ဆရာဝန်ကနေအောင်ကြည်ရတဲ့အခန်းမှာနေရမယ်လို့ပြောလို့အင်ကြီးရဲ့အဓိကအိတ်ခန်းကြီးကအကျယ်ဆုံးနဲ့နေအောင်အကောင်းဆုံးမို့လို့ကျမပြောင်းနေတာလေဒါကိုကျမတို့သားကျိုးမင်ကျဲလဲသဘောတူပြီးသားပဲလို့ပြောင်းစားပြောပါတော့တယ်ကျိုးမင်ကျဲကဘယ်မှာလဲလို့ကျမမေးတော့သူကအလုပ်သွားပြီလေဒီမှာကိစ္စတွေအများကြီးရှိတယ်လို့ဖြေတယ်အဲ့ဒီအချိန်မှာကျမကသမီးလေးကိုဝရန်နာကကလတ်ထိုင်ပေါ်မှာအနားယူကိုဆွဲခေါ်သွားတော့ရောက်ခမကြီးကဟဲ့ရှင်သူ့ကိုအဲ့ဒီမှာဘာလို့သွားထိုင်ခိုင်းတာလဲကျမ်းပြင်ကညစ်ပတ်နေတော့ပဲလေသူ့ခြေထောက်တွေကဘလောက်ညစ်ပတ်နေလဲကြည့်ဦးလို့အော်ဟစ်ပြန်နေကျမလည်းတီးမခံနိုင်တော့ပဲပထမအချက်ဒီဗီလာအင်ကြီးရဲ့ပိုင်ဆိုင်မှုစာချုပ်ပေါ်မှာရေးထားတာကငါသမီးရဲ့နာမည်ဖြစ်တယ်သူကအင်ရှင်စစ်ပဲသူထိုင်ကျင်တဲ့နေရာသူထိုင်ခွင့်ရှိတယ်ဒုတိယအချက်နင်ကဒီအိမ်မှာဧည့်သည်တက်ပဲမင်းမှာစကားပြောပိုင်ခွင့်လုံးဝမရှိဘူးတတိယအချက်သမီးရဲ့ခြေထောက်ဒဏ်ရာကဘာကြောင့်လဲဆိုတာကျိုးမင်ကျဲပြန်လာရင်ငါတို့အသေးချာမျက်နှာချင်းဆိုင်စရင်ရှင်းကြမယ်တကယ်လို့သမီးလေးဘာသာသူချော်လဲတာဆိုရင်ငါတောင်းပန်မယ်ဒါပေမဲ့တကယ်လို့မဟုတ်ပဲမင်းတို့နှိပ်စက်ထားတာဆိုရင်တော့မင်းတို့မိသားစုတစ်ခုလုံးဘယ်သူမှကောင်းကောင်းမွန်မွန်နေရမှာမဟုတ်ဘူးလို့ရာဇသံပေးလိုက်တယ်ကျမလည်းချက်ချင်းပဲဖုံးထုတ်ပြီးဟဲလို့လောင်ယူငါစုကျင်ဟွာပါငါစီကိုအင်ဂျင်နီယာဆောက်လုပ်ရေးအဖွဲ့တစ်ဖွဲ့အခုချက်ချင်းအမြန်ဆုံးလွှတ်ပေးပါလို့လမ်းပြောလိုက်တယ်ဖုန်းထဲကလူကဘာဆောက်လုပ်ရေးလဲဘာလို့ဒီလောက်အရေးကြီးနေတာလဲလို့မေးတော့ကျမကနာကြီးစွာနဲ့ဒီအိမ်ကြီးကိုသမီးလေးရဲ့အနာဂတ်အတွက်ကောင်းမွန်တဲ့ဆုတောင်းတွေနဲ့ကျမကိုယ်တိုင်ဆောက်ပေးခဲ့တာဒါပေမဲ့အခုတော့ဒါကသမီးလေးကိုနှိပ်စက်ရနေရကန်းဖြစ်နေပြီဒါဟာကျမကိုယ်တိုင်လုပ်ခဲ့မိတဲ့အမှားမို့လို့ကျမကိုယ်တိုင်ပဲလက်ဆက်ဖြောက်ပေးတော့မယ်ဒီဒုဆက်ဘူဒိုဇာကြီး8စီးငါလိုချင်တဲ့အိမ်ကိုမြေလံပြစ်မလို့လိပ်စာငါပို့ပေးမယ်ဒီအိမ်ကြီးကိုအောက်ခြေဖောင်ဒေးရှင်းကစပြီးတလက်မချင်းစီအစမကြံမြေတူးပြီးဖျက်ဆီးပစ်လိုက်ပါလို့အမိန့်ပေးလိုက်တယ်အဲ့ဒီအချိန်မှာတမက်ဖြစ်သူကျိုးမင်ကျဲကရောက်လာပြီးကျွန်တော်ခမ ्या ကိုသတိပေးလိုက်မယ်ဒါကျွန်တော်တို့အိမ်တွင်းရေးကိစ္စမိဘတွေဝင်ပါစရာအကြောင်းမရှိဘူးလက်ညှိုးထိုးချက်လဲဖို့လုံးဝမကြိုးစားနဲ့လို့ကျမကိုအော်ဟစ်ငေါငေါပါတော့တယ်ဒီအိမ်ကြီးမှာအိတ်ခန်း6ခန်းနဲ့တခြားခန်းတွေအများကြီးရှိရသားနဲ့ကျမသမီးလေးကိုဝရန်ဒါမှာအိတ်ခိုင်းထားကြတာလူယုံမှာကျိုးမင်ကျဲကတော့စုချင်းကကျွန်တော်မိမပဲကျွန်တော်အိတ်ခိုင်းတဲ့နေရာသူအိတ်ရမှာပေါ့ကျွန်တော်အမေကသူ့ကိုဘလို့ပဲနှိမ့်ဆက်ခမ ्या နဲ့မဆိုင်ဘူးခမ ्या တကယ်ပဲအခြေအနေကိုတိတက်တယ်ဆိုရင်အခုချက်ချင်းအိမ်ကနေလစ်တော့မဟုတ်ရင်တော့အားနာနေမှာမဟုတ်ဘူးလို့ရိုင်းဆိုင်စွာမောင်းထုတ်ပါတော့တယ်သူစကားကြောင့်ကျမလှောင်ရဲမိသွားတယ်အားမနာဘူးဟုတ်လားကျိုးမင်ကျဲမင်းအခြေအနေကိုတေချာသဘောမပေါက်သေးဘူးထင်တယ်ဒီနေရာကနေအခုချက်ချင်းထွက်သွားရမှာကငါမဟုတ်ဘူးမင်းတို့သားမိတွေဘာဖြစ်လို့လဲဆိုတော့မင်းတို့နေနေတဲ့ဒီဗီလာကြီးကမကြခင်မှာပဲဒီကဘာမြေပေါ်ကနေအပြေးပိုင်ပြောက်ကွယ်သွားတော့မှမို့လို့ပဲအဲ့ဒီအချိန်မှာအပြင်ကနေစူညံတန်တွေကြားလိုက်ရလို့သူ့မိကဒါဘာအတန်လဲလို့လန့်သွားတယ်ပြီးတော့အပြင်ကိုကြည့်ပြီးဘူဒိုဇာမြေတူးဆက်ကြီးတွေမြေတူးဆက်တွေအများကြီးပါလားလို့ထိတ်လန့်တကြားအော်ပါတော့တယ်အဲ့ဒီအချိန်မှာကျမစီဖုန်းဝင်လာပြီးဖုန်းထဲကနေဥက္ကဋ္ဌစုချင်းဟွာတရန်နေရာကြီး8စီးလုံးအစင်သင့်ဖြစ်နေပါပြီဘာဆက်လုပ်ရမလဲလို့လှမ်းမေးတယ်ကျမလည်းဒေါသတကြီးနဲ့တကားတွေကိုအတင်းဝင်တိုက်ပြီးချက်စီးပစ်ချန်စီယိုကနေစပြီးတလက်မချင်းစီညီလန်ပစ်လိုက်လို့အမိန့်ပေးလိုက်တယ်ကျမကဒေါသတကြီးနဲ့တလက်မချင်းစီညီလန်ပစ်လိုက်ကလို့မိန်ပေးလိုက်တယ်ကျိုးမင်ကျဲတယောက်ကြောက်လန့်တကြားနဲ့မလုပ်ပါနဲ့ခမ ्या ယူနေပြီလားတကယ်ရဲကြီးလို့ရဲတယ်ပေါ့အလို့တားတယ်သူ့မိကလည်းငိုယိုပြီးငါအိမ်ကြီးငါဗီလာကြီးပျက်စီးကုန်ပြီလို့ရင်ဘတ်စီတီအော်ဟစ်နေတော့တယ်ကျိုးမင်ကျဲကကျမကိုခြေတလုံးဖက်မတက်တောင်းပန်တိုးရှိုးပြီးမေကျွန်တော်မှားပါပြီမဖြတ်ပါနဲ့တော့အခုချက်ချင်းရခိုင်းပေးပါတော့လို့အုံငိုပါတော့တယ်ကျမကတော့သူတို့ကိုဒေါသတကြီးနဲ့ပြန်ပြောလိုက်တယ်အိမ်ဟုတ်လားနင်တို့တွေသမီးလေးကိုဝရန်နာကိုမောင်းထုတ်တုံးကကိုဒါသူ့အိမ်ဆိုတာကိုမတွေးခဲ့ကြဘူးလားသမီးလေးကိုအစီကံတယောက်လိုခိုင်းစေနှိပ်စက်ပြီးရိုက်နှက်ဆဲဆိုနေကြတော့ကကောသမီးလေးကဒီအိမ်ရဲ့အိမ်ရှင်မစစ်ဆိုတာကိုမင်းတို့ဘာလို့မင်းနေခဲ့ကြတာလဲအခုမှတော့အားလုံးနောက်ကျသွားပြီးတော့ငိုနေတဲ့သမီးလေးကိုကြည့်ပြီးရှောင်ချင်းတေချာကြည့်ထားဒီအတန်နဲ့ဒီမြင်ကွင်းကိုရင်ထဲမှာမှတ်ထားလိုက်မင်းကိုတစ်နှစ်ပတ်လုံးပိတ်လောင်ပြီးနှိပ်စက်ခဲ့တဲ့ဒီနေရန်တွေကိုဒီနေ့မေမေကိုယ်တိုင်ချိုးချဖျက်ဆီးပေးမယ်ဒီနေ့ကစပြီးသမီးလေးကိုဘယ်အရာကမှထပ်ပြီးပိတ်လောင်မနှိပ်စက်နိုင်စေရဘူးလို့အားပေးနှစ်သိမ့်လိုက်ပါတယ်သမီးလေးကလည်းမေဆိုပြီးရင်ခွင်ထဲတိုးဝင်လို့အားကိုတကြီးငိုတော့တယ်ကျမသမီးလေးရဲ့ဘဝကိုငရဲရင်းလိုဖြစ်အောင်လုပ်ခဲ့တဲ့သူတွေကိုဒီနေ့တော့ကျမကိုယ်တိုင်သင်ခန်းစာကောင်းကောင်းပေးလိုက်ပါပြီအိမ်နီးနားချင်းတွေကလည်းတညတကောင်ကြီးအိမ်ဖြိုနေတာကိုမြင်ပြီးဒီဗီလာကနေတာတစ်နှစ်ပဲရှိသေးတယ်အလှစင်နာတင်သိမ်းပေါင်းများစွာကုန်တာလင်းမယားရန်ဖြစ်တာနဲ့တင်ဒီလောက်အထိအင်ကြီးဖြက်စီးပစ်တာလားဆိုပြီးဝိုင်းကြည့်နေကြတယ်သူသားကရဲစီဖုန်းဆက်ပြီးစင်ဟူခရိုင်တီဖူလန်နံပါတ်18ပါကျွန်တော်အိမ်ကိုလာဖြတ်နေလို့မြန်မြန်လာပေးပါလို့အော်ဟစ်အကူအညီတောင်းတယ်
ကျမကလည်းရဲတွေမလာခင်ဒီအဆောက်အုံရဲ့အဓိကအစိတ်ပိုင်းတွေတဝက်မကပြိုကျသွားအောင်ဖြိုဖျက်ရေးအဖွဲ့ကိုပုံမြန်လုပ်ဖို့ညွှန်ကြားလိုက်တယ်။မကြခင်မှာပဲရဲတွေရောက်လာပြီးလုပ်ငန်းအားလုံးကိုရပ်တန့်ခိုင်းတဲ့ရောက်ခမကြီးကရဲတွေကိုမြင်တာနဲ့ရဲတပ်ဖွဲ့ဝင်တို့ရောက်လာပြီးပဲကဲကြပါအောင်အဲ့ဒီအယူမကကျမတို့အိမ်ကိုလာဖြတ်နေတာသူ့ကိုမြန်ဖမ်းပေးကြပါလို့ငိုယိုတိုင်တန်းနဲ့တားဖြစ်သူကလည်းဒီအဖွားကြီးကတမင်တကာသူတစ်ပါးပိုင်ဆိုင်မှုကိုဖျက်ဆီးနေတာပါလို့ထပ်ပြောတယ်။ရဲကကျမကိုဒီအိမ်ကိုခမားဖြတ်ခိုင်းတာလားဒါကဥပဒေနဲ့မညီဘူးဆိုတာသိလားလို့မေးတဲ့အခါကျမကတီတီငိမ့်ငိမ့်နဲ့ပဲကျမမသိပါဘူးကျမကသမီးဖြစ်သူရဲ့ကိုယ်ပိုင်ဆိုင်မှုကိုပဲရှင်းလင်းနေတာပါဒီဗီလာရဲ့အင်ချန်မြေပိုင်ဆိုင်မှုတက်တေခံလက်မှတ်မှာအစကတည်းကသမီးလေးစုကျင်တူဦးတဲ့နာမည်နဲ့ပဲရှိတာပါသူကပဲတရားဝင်ပိုင်ရှင်ဖြစ်ပြီးအခုအော်နေတဲ့နှစ်ယောက်ကသမီးအိမ်မှာလာတက်နေတဲ့သစိမ်းတွေသာဖြစ်တယ်သူတို့ကသမီးလေးကိုရိုင်းနှိပ်ဆက်ထားကြတာပါသမီးရဲ့အိမ်ကိုကျမဘာသာပြန်ဖြတ်တာဘယ်ဥပဒေကိုညှိလို့လဲလို့ပြန်မေးလိုက်တယ်အဲ့ဒီတော့မှပတ်ဝန်းကျင်ကလူတွေကမိမဘက်ကပိုင်နာကိုဒါဆိုဒီယောက်ျားကမိမထားပြီးနာကတ်နေတဲ့ယောက်ျားပေါ့ဒါကိုမှဒီလောက်ထိရိုင်းဆိုင်ပြီးလူကိုပါနှိပ်ဆက်ရဲတယ်ဆိုပြီးဝိုင်းပြောကြတော့တာပဲရောက်ခမကြီးကတော့ဒါကိုလက်မခံနိုင်ပဲမဖြစ်နိုင်ဘူးအိမ်ကငါသားအိမ်ပါဒါအတူကြီးလို့ပြောင်ကရန်အော်နေတော့သူ့သားကအခြေအနေမဟန်မှန်းသိတော့သမီးလေးစီပြေးသွားပြီးမိန်းမရဲတွေကိုပြောပေးပါဦးငါတို့ကမိသားစုတွေပါဒါတွေကအထင်လွဲတာပါမေပြောတာတွေကစိတ်တူလို့ပြောမိတာပါအိမ်ပြန်ကြရအောင်တော့ကိုမင်းကိုဘယင်မတပါးလို့ထားပါမယ်ဆိုပြီးဒူးထောက်တောင်းပန်တော့တယ်ဒါပေမဲ့သမီးလေးကဒီအိမ်ကကျမအိမ်မှာမေပြောတာတွေအကုန်အမှန်တွေကြီးပဲဒီတန်ရာတွေသူတို့လုပ်ခဲ့တာဒီတစ်နေ့လုံးကျမခွေးတကောင်လိုရှင်တန်ခဲ့ရတာကဲကြပါဦးလို့ရဲတွေကိုတုံကြီးစွာနဲ့ဖွင့်ပြောလိုက်ပါပြီရဲတပ်ဖွဲ့ကလည်းဒါကတာမန်ရန်ဖြစ်မှုမဟုတ်ပဲတမင်တကာညှဉ်းပန်းနှိပ်စက်မှုဖြစ်လို့ယောက်ျားဖြစ်သူကိုလက်ထိတ်ခတ်ပြီးဖမ်းဆီးလိုက်တယ်သူဖမ်းခံရတဲ့အချိန်ကျမှကျမကိုလည်းထောင်ထဲကထွက်လာရင်ကျွန်တော်တရေဖြစ်ရင်အောင်ခင်ဗျားတို့ကိုမလွတ်ဘူးလို့ရန်ညှိုးဖွဲ့သွားသေးတယ်ကျမကတော့အေးအေးဆေးဆေးပဲမင်းထောင်ထဲကထွက်ဖို့ထက်မင်းလုပ်ခဲ့တဲ့ရာဇဝတ်မှုအတွက်ရဲကိုဘယ်လိုရှင်းမလဲဆိုတာအရင်စဉ်းစားလိုက်ပါလို့ပြန်ပြောလိုက်တယ်နောက်ဆုံးတော့ရဲတွေကအမှုစစ်ဆေးဖို့အတွက်အင်ကြီးကိုချိတ်ပိတ်ပြီးသမီးလေးနဲ့ကျမကိုရဲစခန်းမှာထွက်ဆိုချက်ပေးဖို့ခေါ်ဆောင်သွားခဲ့တယ်အရာအားလုံးပြီးဆုံးသွားချိန်မှာကျမသမီးလေးကိုရင်ခွင်ထဲထည့်ပြီးသမီးလေးအရာအားလုံးပြီးသွားပါပြီမေသမီးကိုအိမ်ပြန်ခေါ်သွားမယ်နော်ဘလို့နှစ်သိမ့်ပေးလိုက်တယ်ဒါဟာအစပြိုးယုံတင်ရှိပါသေးတယ်ကျမသမီးလေးကိုနာကျင်အောင်လုပ်ခဲ့တဲ့သူတွေကိုဥပဒေအရအပြစ်ပေးယုံတင်မကပဲသူတို့ဘဝတစ်ခုလုံးပျက်စီးသွားတဲ့အထိအဖိုးခပြန်ပေးဆက်စေရမယ်စုကျင်ဟွာရဲ့သမီးကိုဘယ်သူမှလွယ်လွယ်နဲ့လာပြီးအနိုင်ကျင့်လို့မရဘူးဆိုတာလူတိုင်းသိအောင်ပြသရပါလိမ့်မယ်ကျမကသမီးလေးကိုရေနွေးနွေးနဲ့ရေသွားချိုးပြီးကိုဘော်ကမကောင်းတဲ့အညှိုးမော်တွေအားလုံးကိုစေးကြောပစ်ဖို့နှစ်သိမ့်စကားပြောလိုက်ပါတယ်ဒီနောက်ကျမကလက်ထောက်ကိုသမီးလေးအတွက်အတွင်းခံကအစအပြင်ထိအကောင်းဆုံးအမှတ်တစိတ်အဝတ်စားတွေပြင်ဆင်ခိုင်းလိုက်တယ်သမီးလေးကငိုယိုပြီးကျမကိုတောင်းပန်တဲ့အခါကျမရင်ကျိုးမတက်ခံစားရပါတယ်သမီးအမေကိုမလိမ့်တင်ဘူးအမေဖုန်းဆက်ပြီးနေကောင်းလားလို့မေးတိုင်းသမီးအမြဲတမ်းကောင်းပါတယ်လို့ပဲညာပြောခဲ့မိပါတယ်အမေစိတ်ပူမှဝမ်းထဲမှာကိုကြောက်လို့ပါပြီးတော့သမီးကဘာမှအသုံးမကျပဲအမေကိုအဆက်ခွဲနေတယ်လို့ထင်မှာကိုကြောက်မိတယ်လို့ရင်ဖွင့်ပါတယ်ကျမလည်းမျက်ရည်ကျကဒါသမီးပြစ်မဟုတ်ဘူးမေဖြစ်ပါမေကလူမွဲကိုလူကောင်းထင်ပြီးသမီးကိုမိဘုံထဲခုံဆင်းမိအောင်လုပ်ခဲ့တာပါလို့ကိုပြစ်တင်ပြီးငိုကြွေးမိပါတယ်သမီးလေးပြန်ပြောပြတဲ့ဒုက္ခတွေကတော့အစာပိုင်းမှာယောက်ျားဖြစ်သူကဟင်းချက်တာလက်ရမကောင်းဘူးတန်ရှင်းရေးတေချာမလုပ်ဘူးဆိုပြီးအပြစ်တင်တတ်တဲ့အတွက်သမီးကတကယ်ပဲကိုယ့်ဘက်ကလိုအပ်ချက်ရှိလို့ထင်နေခဲ့တာပါယောက်ျားဖြစ်သူကျိုးမင်ကျဲကလည်းငါမေကနှုတ်ချိုပေမဲ့စိတ်ကောင်းရှိပါတယ်လို့ပြောလေးရှိလို့သမီးကယုံကြည်ခဲ့ပြီးဟင်းချက်တင်နေတိုင်းတန်ရှင်းရေးလုပ်ပြီးအဝယ်စားတောင်အစ်စ်မဝယ်ဝွင့်ပဲနေခဲ့ပေမဲ့ဘာမှအရာမထင်ခဲ့ပါဘူးနောက်ပိုင်းမှာတော့ယောက်ျားဖြစ်သူကသူ့ရဲ့ဆွေမျိုးတွေကိုပါအိမ်ခေါ်တင်ထားလို့အင်ကြီးတအိမ်လုံးပယမ်းပါတာဖြစ်သွားခဲ့ရပါတယ်အဲ့ဒီအပေါ်သမီးကစကားတခွန်းပြောမိုံနဲ့တင်ကျိုးမင်ကျဲကသမီးကိုလူမှုရေးမသိတတ်ဘူးဆိုပြီးရိုင်းဆိုင်ဆဲဆိုခဲ့ပါတယ်ပထမဆုံးအကြိမ်လက်ပါပြီးအကြမ်းဖက်ခံရတာကတော့သမီးကစကားတခွန်းပြန်ပတ်လိုက်မိလို့ပါပဲအဲ့ဒီနေ့ကစပြီးသမီးဟာအဲ့ဒီအိမ်မှာသူစိမ့်တယောက်တက်တာဖြစ်မှန်းသဘောပေါက်သွားခဲ့ရပါတယ်သူတို့ကသမီးရဲ့ဖုန်းနဲ့ပတ်စံတွေကိုအကုန်သိမ်းထားပြီးအပြင်တောင်ပေးမထွက်တော့ပါဘူးကျမဖုန်းဆက်တဲ့အချိန်တိုင်းမှာလည်းကျိုးမင်ကျဲကဘေးကနေစပီကာဖွင့်ပြီးနားထောင်စောင့်ကြည့်နေခဲ့တာမို့သမီးကဖုန်းထဲမှာသမီးအဆင်ပြေပါတယ်သမီးတောင်းပန်ပါတယ်လို့ငိုပြီးလိန်ပြောခဲ့ရတာပါကျမကဖုန်းကိုက်လိုက်တော့တစ်ဖက်လူကမင်္ဂလာပါကျောင်းစုကျင့်ဟွာနာမည်နဲ့မျိုးသမီးလားခင်ဗျာကျွန်တော်ကကျိုးမင်ကျဲရဲ့ဖခင်ကျိုးကြံကောပါလို့မိတ်ဆက်ပါတယ်ကျမကအေးဆက်ဆက်နဲ့ဘာကိစ္စရှိလို့လဲလို့မေးလိုက်တဲ့အခါကျိုးကြံကောကခမဲကြီးကလေးတွေကိစ္စကျွန်တော်ကြားပြီးပါပြီကျွန်တော်ဘက်ကတုံတင်ဆုံးမမှုအားနည်းလို့ပါဝန်ကွေ့လန်ရဲ့ရိုင်းဆိုင်မှုအတွက်လည်းကျွန်တော်တေချာမဆုံးမနိုင်ခဲ့လို့ပါသူတို့ကိုစားခမီးခမက်နဲ့စောင့်ချံလေးကိုတောင်းပန်ပါတယ်လို့လာရောက်ကာကွယ်ပြောဆိုပါတယ်ဒါပေမဲ့ကျမကတော့တောင်းပန်ဖို့မလိုပါဘူးရှင်းစကားတွေကိုတရားသူကြီးရှေ့မှာပဲပြောဖို့ခြံထားလိုက်ပါလို့ပြက်သားတုံ့ပြန်လိုက်ပါတယ်ကျိုးကြံကောကလည်းလေတံပြောင်းလာပြီးစုကျင့်ဟွာလူဆိုတာနောက်ရေးအတွက်လမ်းစာချံရတယ်အမကဒီလောက်အထိအကွက်ဆေးရက်ဆက်နေရင်ဘသူအတွက်မှအကျိုးမရှိဘူးအမသမီးကငငယ်လေးရှိသေးတာကိုလင်ကွာမရားဆိုတဲ့နာမည်ဆိုကြီးအနှင်းကျင်လို့လားကျွန်တော်တို့ကျိုးမိသားစုကလည်းရှန်ဟိုင်းမှာမျက်နှာပန်းလာတဲ့မိသားစုပါခမရဒီလိုမျိုးမြို့တကာပတ်ပြီးတိတ်ခါချနေတာကမိသားစုနှစ်စုလုံးအတူတူပျက်စီးသွားစေချင်လို့လားလို့ချင်းချောက်လာပါတယ်ကျမကနှောင်ရည်လိုက်ပြီးအတူတူပျက်စီးရမယ်ဟုတ်လားပြင်ချေနေကိုတေချာသဘောမပေါက်သေးဘူးထင်တယ်လမ်းစာချံရမယ်လို့ပြောပိုင်ခွင့်ရှိတာကကျမပဲရှင်မဟုတ်ဘူးကျမသမီးကရှင်တို့ကျိုးမိသားစုဆိုတဲ့မိဘုံကြီးတွေကရုံထွက်နိုင်ရင်ပို့ပြီးတော့ကောင်းစားအောင်မှာဒါပေမဲ့ရှင်ရဲ့အဖိုးတန်သားလေးအတွက်တော့ရှင်တေချာစိတ်ပူထားတဲ့နဲ့အိမ်တွင်အကြမ်းဖက်ဖြစ်မှုကအနည်းဆုံး3နှစ်ကနေ9နှစ်အထိထောင်ကျနိုင်နေပြီးတော့ရှင်ရဲ့ဇနီးကောင်းကြီးကလည်းနှိမ့်ဆက်ညှဉ်းပန်းမှုနဲ့ထောင်ဒဏ်ကလွတ်မှာမဟုတ်ဘူးဩပြီးတော့မလို့ခုနတင်ကျမရဲ့ရှေ့နေကိုရှင်းသားအလုပ်လုပ်တဲ့ကုမ္ပဏီရဲ့ဒရိုက်တာဘုတ်ဖွဲ့ထံတရားဝင်တိုင်ကြားစာနဲ့တက်တေအားလုံးပို့ခိုင်းလိုက်ပြီးဘယ်အများပိုင်ကုမ္ပဏီကမှအကျဉ်းစာရိတ္တပြပြပြီးထောင်ကြတော့မဲ့လူတစ်ယောက်ကိုအဆင့်မြင့်ရာရှိအဖြစ်ဆက်ခံထားမှာမဟုတ်ဘူးဒီနေ့ကစပြီးသူ့ရဲ့ဂုဏ်သိက္ခာနဲ့အရာအားလုံးဟာလေထဲကအမြုပ်တွေလိုပျက်စီးသွားတော့မှာဒါဟာကျမသမီးကိုနှိပ်စက်ခဲ့တဲ့အတွက်ရှင်းတို့မိသားစုပြန်ပေးဆက်ရမယ့်ပထမဆုံးလက်ဆောင်ပဲလို့ဖုံးချပစ်လိုက်ပါတော့တယ်ကျမတို့ရဲ့စွမ်းဆောင်ရည်ပိုင်းဆိုင်ရာပြဿနာတွေကြောင့်ကျိုးမင်ကျဲကအလုပ်ထုတ်ခံလိုက်ရပြီဖြစ်ပြီးဒါဟာလူသိရှင်ကြားနဲ့သိက္ခာမရှိလာတဲ့နှင်းထုတ်ခြင်းမျိုးပါပဲအဲ့ဒီနောက်ပိုင်းတစ်ချိန်ကကျိုးမိသားစုဘေးနားမှာဝိုင်းလည်နေခဲ့တဲ့လူမှုဆက်ဆံရေးတွေဟာတညာရင်းချင်းမှာပဲဆက်သွယ်လို့မရတဲ့ဖုန်းနံပါတ်တွေဖြစ်သွားခဲ့ပါပြီလအနေငယ်ကြာပြီးနောက်မှာတော့အမှုကအပိသက်ဆုံးဖြတ်ချက်ထွက်ပေါ်လာခဲ့ပါတယ်တရားခံကျိုးမင်ကျဲကိုအိမ်တွင်အကြမ်းဖက်မှုယာရုကိုအလွဲသုံးစားလုပ်မှုစတဲ့ပြစ်မှုအသီးသီးအတွက်ထောင်ဒဏ်9နှစ်ချမှတ်လိုက်ပါတယ်ဝန်ကွေ့လန်ကိုလည်းနှိမ့်ဆက်ညှဉ်းပန်းမှုပြစ်မှုထင်ရှားတဲ့အတွက်ထောင်ဒဏ်2နှစ်ချမှတ်ခဲ့ပါတယ်အချိန်ကမောက်မာစော်ကားခဲ့တဲ့အချိန်ဝါတွေဟာလုံးဝပျောက်ကွယ်သွားခဲ့ရပြီးကျိုးမိသားစုရဲ့လူမှုဆက်ဆံရေးနဲ့ဂုဏ်သိက္ခာတွေလည်းလုံးဝပြိုလဲသွားခဲ့ပါပြီသူ့ဖေကျိုးကြံကော်ကနေရာအနှံ့ပြေးလွှားနေပေမဲ့အချီးနှီးတာဖြစ်ခဲ့ပြီးစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေလည်းအားလုံးရပ်ဆိုင်းသွားခဲ့ရပါတယ်မိသားစုစီးပွားရေးပြိုလဲသွားပြီးနောက်ကျိုးမိသားစုဟာလည်းစီးပွားရေးလောကရဲ့လှောင်ပြောင်စရာဖြစ်လာခဲ့ရပြီးရှေးမှုခရိုင်ကအဲ့ဒီပျက်စီးယိုယွင်းနေတဲ့ဗီလာအကျွင်းကြံတွေကတော့မြို့တစ်မြို့လုံးသိရှိတဲ့အရှက်ရစရာပြ
ရုပ်တစ်ခုဖြစ်လာခဲ့ပြီးအားနည်းသူကိုနှိပ်စက်ပြီးသူတစ်ပါးရဲ့ဂုဏ်သိက္ခာကိုနင်းချေခြင်းတဲ့သူတွေအားလုံးအတွက်သတိပေးချက်တစ်ခုဖြစ်လာခဲ့ပါတယ်။သမီးလေးဟာကွာရှင်းပြတ်ဆဲမှုကိုအစဉ်ပြေပြေဆောင်ရွက်နိုင်ခဲ့ပြီးလုံလောက်တဲ့နစ်နာကြေးတွေကိုရရှိပြီးတဲ့နောက်မှာတော့သူမဟာအဲ့ဒီမလှပခဲ့တဲ့တိတ်ဆိုးတွေကိုလုံးဝဖျက်တောက်နိုင်ခဲ့ပါပြီ။ကျမကတော့သမီးဖြစ်သူရဲ့ဘေးနားမှာအမြဲတမ်းစောင့်ရှောက်ပေးနေမှာဖြစ်ပါတယ်။တစ်ချိန်ကသမီးကိုပိတ်လောင်ထားခဲ့တဲ့တန်းအောင်အိမ်ကိုမြေလံလိုက်ပြီးဖြစ်လို့ကျမတို့သားအမိရဲ့နောက်အနာဂတ်ဘဝမှာတော့ပွင့်လင်းဖြောင့်မတ်တဲ့လမ်းခရီးနဲ့အလှပဆုံးသောနေ့ရက်တွေသာကြန့်ရှိပါတော့တယ်။